အာကာသယာဉ်နဲ့ပတ်သက်ပြီးတော့ဖြစ်ရမှန်နီးပါးရှိတဲ့ကိစ္စတစ်ခုရှိရဲအဲ့ကောင်က100ခိုင်နှုန်းမှန်တာတော့မဟုတ်ဘူးဒါပေမဲ့တော်များများတော့မှန်တယ်ဗျ1933တုန်းကအီတလီနိုင်ငံမာဂျန်တာဆိုတဲ့မြို့အနီးမှာတဲ့အာကာသယာဉ်တစ်စီး UFO ကပြတ်ကျခဲ့တဲ့အဲ့ဒီခေတ်တုန်းကအီတလီမှာအုပ်စိုးနေတာကမူဆိုလိုနီကျွန်တော်တမိုင်းတင်မွေးအထိမှာပါအာနာရှင်မူဆိုလိုနီပါနော်မူဆိုလိုနီကအဲ့ပြတ်ကျတဲ့နေရာကိုတွားတယ်ပြီးတော့ချိတ်ပိတ်တယ်ပြီးလို့ရှိရင်အဲ့ဒီရင်ကိုယူဆောင်ပြီးတော့ဖွတ်ထားခဲ့ပါတယ်ပြီးတော့မူဆိုလိုနီကအဲ့ဒီရင်ကိုအာကာသယာဉ်မှန်မသိခဲ့ဘူးတဲ့သူထင်တာကြတော့တခြားနိုင်ငံတစ်ခုရဲ့အစစ်မြင့်တဲ့နည်းပညာတစ်ခုပေါ့ဂျာမန်တို့ဘာလို့လဲနည်းပညာတစ်ခုပဲသူထင်ခဲ့တယ်ပြီးတော့အဲ့ဒီရင်ကိုပြန်လည်စမ်းသပ်ဖို့အတွက်အီတလီနိုင်ငံရဲ့အတော်ဆုံးပညာရှင်ဖြစ်တဲ့နိုဘယ်ဆုရှင်လည်းဖြစ်တဲ့ရေဒီယိုရဲ့ဖခင်ကြီးလည်းဖြစ်တဲ့ဂူဂလီယေမိုမာကိုနီကိုရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်ဖွဲ့ပြီးတော့အဖွဲ့ဖွဲ့လိုက်တယ်ပေါ့နော်အဲ့ဒီအဖွဲ့ရဲ့နာမည်ကကြတော့ကာဘီနက်တို့ RS33 လို့အမည်ပေးတယ်ဗျဒါပေမဲ့မာကိုနီကကြတော့ဒီရင်ကဒီကဘာကမဟုတ်ဘူးဆိုတာသူသိခဲ့ပါတယ်အဲ့နဲ့၄နှစ်ကြာပါတယ်အဲ့ဒီအချိန်မှာမာကိုနီကခုနကအီတလီအာနာရှင်မူဆိုလိုနီအတွက်အလွန်စမ်းသစ်တဲ့အလွန်ပြင်းထန်တဲ့လက်နက်တစ်မျိုးဖြစ်တဲ့Dab Ray ပေါ့နော်အဲ့ဒီဟာကိုတီထွင်ဖို့အတွက်တာဝန်ပေးခံရတယ်Dab Ray ဆိုတာဗျစွမ်းရည်စုပြီးတော့ပစ်တဲ့ပုံစံပေါ့နော်ဥပမာပြောရမယ်ဆို Captain America ကားတွေမှာပါတယ်ပေါ့နော်အဲ့ဒီပုံစံလေမာကိုနီကအဲ့ဒီလက်နက်ကိုအောင်မြင်ခဲ့တယ်ဆိုပြီးတော့လူအများကြီးကပြောကြတယ်ဗျဒါပေမဲ့သူကအာနာရှင်ကိုလွှဲပေးဖို့ညှင်းဆန်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာသူကရုတ်တရက်ကွယ်လွန်ခဲ့တယ်ဗျဘာလို့ကွယ်လွန်ခဲ့လဲဆိုတော့မပြောဘူးသူ့ကိုနှလုံးယောဂါကြောင့်ကွယ်လွန်ခဲ့တယ်ဆိုပြီးတော့တမိုင်းမှာမှတ်တမ်းတင်ထားတာကိုတွေ့ရှိရပါတယ်ပြီးတော့1980ပြည့်နှစ်တွေမှာဒီ Dab Ray ကိုပြန်လည်စမ်းသပ်ဖို့ကြိုးစားတဲ့အယောက်25ယောက်လဲအကြောင်းမရှိနဲ့ပျောက်ဆုံးသေဆုံးခဲ့တယ်လို့ကျွန်တော်ဖတ်ရသေးတယ်ဗျစုံတော့အကြောင်းကျွန်တော်ဖတ်တဲ့အချိန်မှာအားလုံးကစိတ်ကူးရင်စာအုပ်လို့ဖြစ်နေရပါတော့အဲ့ဒါနဲ့2023ခုနှစ်တုန်းကအမေရိကန်အောက်လွှတ်တော်ကုမ္ပဏီရဲ့ကြားနာပွဲမှာဒီအမေရိကန်လုံခြုံရေးထောက်လှမ်းရေးအရာရှိဟောင်း David Gash ကကမ္ဘာပြင်ပတက်ရှိတွေနဲ့ပတ်သက်ပြီးတော့တက်တွေထွက်ဆိုချက်တွေမှာ1933ခုနှစ်တုန်းကအီတလီမြောက်ပိုင်းမှာတွေ့ရှိခဲ့ UFO ကိုသူတို့အမေရိကန်တွေရရှိခဲ့တယ်ဆိုပြီးတော့ထွက်ဆိုခဲ့တယ်ဗျကျွန်တော်မျိုးတော့တွားရှာကြည့်ရဲ့အဲ့လိုမျိုးတကယ်ထွက်ဆိုခဲ့တာဗျအဲ့ဒါကြောင့်လည်းအမေရိကန်သမ္မတက UFO ဖိုင်တွေကိုလွှတ်ဖို့အတွက်အမိန့်ပေးခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်ဗျကျွန်တော်လာမေးကြရပေါ့နော်အဲ့ဒီ UFO ထုတ်လွှတ်တဲ့အကြောင်းမပြောသေးဘူးလို့မေးကြတယ်ကျွန်တော်အမှန်တကယ်ကကျွန်တော်အီတလီရဲ့ UFO သတင်းကိုကျွန်တော်စောင့်နေရပါတော့ဒါပေမဲ့3ကလွှတ်ပြီးအဲ့ကိစ္စအကြောင်းမစမ်းမဟသေးဘူးဗျနော်နောက်ထပ်အချိန်မှာတော့ပါလာလိမ့်မယ်လို့ထင်တယ်တကယ်လို့မပါလာဘူးဆိုရင်တော့ဒီသူတို့ရဲ့ UFO သတင်းတွေက fake information လို့ကျွန်တော်ထင်တယ်ဗျတကယ်သူတို့ပါမယ်ဆိုလို့ရှိရင်ဒီလွတ်တော်မှာတရားဝင်ပြောခဲ့တဲ့အီတလီရဲ့ UFO ကမဖြစ်မနေပေါပါမှာဗျကိုတိတ်မပါသေးတော့ကျွန်တော်တွေးရှိရတယ်အဲ့ဒါကြောင့်ကျွန်တော်မပြောသေးတာပေါ့နော်ကျွန်တော်အခုပြပြထားတဲ့ UFO သတင်းကကျွန်တော်ဖတ်တဲ့ည UFO သတင်းတွေမှာအမှန်ကန်ဆုံးလို့ပြောရမလဲဖြစ်အမှန်တွေတော်တော်များပါနေတဲ့သတင်းဗျလွတ်တော်မှာလည်းသူဝေခံထားတယ်ပြီးလို့ရှိရင် Dab Ray ပေါ့အဓိကနောက်တစ်ခုက Dab Ray ကဘယ်သူပိုင်ဆိုင်နေပြီလဲဆိုတာလေစိတ်ဝင်စားအောင်ကောင်းတယ်ဗောနော်အခုဒီကဘာစစ်တွေမှာတခုမှတော့မတုံးတယ်ဗော Dab Ray ကဘယ်တော့တုံးမှာတေချာတခုအဲ့ဒီလက်နက်ကတော့ဘယ်နိုင်ငံရပြီမသိဘူးနိုင်ငံတွေတော့ရနေပြီဘယ်ချိန်တုံးမလဲဆိုတော့စောင့်ကြည့်ရမယ်ဗောနော်โอเคပါဒါတော့ကျွန်တော်ရှာဖွေတဲ့ဟာလေးကိုပြပြချင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ထူးဆန်းတာတွေဘူတက်ရဆိုင်ပြပြပေးနေပါပြီဗျဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်